Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Faker ဖြစ်ပါတယ်ကျွန်တော်ကဒီနေ့ဗီဒီယိုလေးထဲမှာ Legend Skin တစ်ကောင်ကိုဈေးနည်းနည်းနဲ့ဘယ်လိုမျိုးဂုံးဆင်းရမလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ Legend Skin တစ်ကောင်ကကျွန်တော်တာမန်တိုင်းဖောက်မယ်ဆိုလို့ရှိရင် Diamond 12000ဝန်းကျင်လောက်ထိသွားတယ်ကျွန်တော်အခုပြောပြမယ့်နီလန်လေးအတိုင်းဖောက်မယ်ဆိုလို့ရှိရင်တော့ brother တို့ရဲ့ကြားတင်ကိုရဲ့ 40% ကိုချွေတာနိုင်မယ်လို့ကျွန်တော်အာမခံပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဒီနီလန်လေးနဲ့ Legend Skin 6កောင်ထိယူပြီးသွားပြီကျွန်တော်အခုပြောပြမယ့်နီလန်လေးက player အနည်းစုကတော့တီးပြီးသားဖြစ်လိမ့်မယ်ကျွန်တော်ကမတီးသေးတဲ့ player တွေအတွက်ရည်ရွယ်ပါတယ်ဒါတော့ Legend Skin ဝယ်တော့မယ်ဆိုလို့ရှိရင်လောက်ရမှာ2ချက်တော့ရှိတယ်အဲဒီ2ချက်ကလည်းဘာမှမခက်ဘူးပထမဆုံး weekly pack လေးကိုပုံမှန်ဝင်ပေးလို့ရတယ်တစ်ပတ်ကိုတစ်ချိန်တော့ဝင်ပေးလို့ရတယ်နောက်တစ်ချက်ကကြတော့Starlight ပုံမှန်ဝင်ပေးလို့ရတယ် Starlight ဘာလို့ဝင်ရလဲဆိုတော့ Starlight မှာတစ်လောက်ဝင်တာနဲ့ Magic Wheel Potion နှလုံးထိပေးတယ်နောက်ပြီးတော့ brother တို့က Starlight tag လေးတွေလောက်သွားမယ်ဆိုရင် level 60ပြည့်လို့ရှိရင် Crystal Aura 150ပြန်ပေးပါသေးတယ်အဲ့တော့ဒါဘာပြောတန်တယ်လို့ပြောရမယ်အဲ့တော့ဒီနှစ်ချက်လုံးနိုင်တာနဲ့ Legend Skin ကိုဈေးနှန်းလေးနဲ့ဂုံးလို့ရတယ်နောက်ဘာမှမခက်ဘူးဒါလေးပဲပထမဆုံးဘယ်လိုမျိုးလုပ်ရမလဲဆိုတော့ကျွန်တော်တို့က Magic Wheel Potion စစုပါမယ်အဲ့တော့ Potion စဆိုတဲ့နေရာမှာကျွန်တော်က New Arrival Token ကစုနည်းကိုပြောပြမယ် Magic Wheel Potion လှည့်တဲ့နေရာမှာအကုန်လုံးကိုတစ်ပြိုင်တည်းသုံးဖြစ်တာမဟုတ်ဘဲနဲ့weekly total ပေါ့ဒါတစ်ပတ်ကိုဘယ်နှချိန်လှည့်လဲဆိုတာတစ်ပတ်ကိုကျွန်တော်တို့ကအများဆုံးအချိန်90ထိပဲလှည့်ရမယ်အဲ့တော့တစ်ပတ်ပြည့်လို့သူသတ်မှတ်ထားတဲ့အချိန်ကိုကျော်သွားပြီဆိုရင်ဒီ weekly ကောက်မှာဒီ brother ကိုလှည့်ထားတယ်90ရာနေပြီးတော့3ညကိုပြန်ကြပါမှာ3ညကိုပြန်ကြသွားတဲ့အချိန်ကြမှာနောက်ထပ်10 draw နဲ့5ချိန်အဲ့လိုအချိန်90ထပ်လှည့်မယ်အဲ့ဒါဆိုရင် potion တစ်လုံးထပ်ရမယ်အဲ့လိုမျိုးတစ်ပတ်စီတိုင်းမှာ potion တစ်လုံးစီစုသွားလို့ရတယ်နောက်တော့တစ်ခုကကြတော့ဒီ weekly pack ထဲကနေပြီးတော့ကျွန်တော်ပေါက်လေးရှိရပေါ့အဲ့ပေါက်လေးတွေကနေကျွန်တော်တို့က Crystal Aura 10စီနေတိုင်းရမယ်နောက်တစ်ခုကကြတော့ short ထဲမှာဒီပေါက်လေးရှိရ Crystal Aura ပေါက်လေးဒီပေါက်လေးက brother တို့ကန်ကောင်းရင်ကန်ကောင်းသလို90ရာနေပြီးတော့10အထိပေါ့ဒါအရှုံးမရှိဘူးအဲ့တော့ဒီပေါက်လေးကိုလည်းနေတိုင်းဝယ်ပေးလို့ရတယ်ကျွန်တော်ဝယ်လိုက်မယ်ဘယ်လောက်ရ15မစိုးပါဘူးအဲ့ဒီတိုင်းကျွန်တော် Crystal Aura စုသွား Magic Wheel Potion ကိုကြတော့9လုံးပြည့်အောင်စုပါမယ် Magic Wheel Potion 9လုံးပြည့်အောင်စုပြီဆိုရင်ကျွန်တော်က Magic ကိုစစုလို့ရတယ် Fight Draw လှည့်ပေးလိုက်ပါအဲ့ဒီ Fight Draw လှည့်လိုက်မယ်ဆိုလို့ရှိရင် Magic Wheel Potion တစ်လုံးထပ်ပေး brother တို့က Magic Wheel Potion 4လုံးပဲကြာမှာအဲ့တော့ပြန်ရတဲ့တစ်လုံးကိုမသုံးမနဲ့ဒီတိုင်းစုတာကျွန်တော်ရှေ့မှာပြောပြခဲ့တဲ့အချက်တွေတိုင်း Magic Wheel Potion လေးတွေဒါတစ်ပတ်စီရသလောက်စုသွားမယ်အဓိကကတော့ Legend Skin ဖောက်မယ်ဆိုရင်စိတ်ရှည်ဖို့ပဲလိုတယ်တချို့ event တွေမှာကြတော့အထူးသဖြင့် promo diamond သုံးရတဲ့ event တွေဒါမှမဟုတ်ဒီ Legend Skin အစ်စ်တကောင်ကောင်ထွက်တိုင်းမှာ Magic 9က20% discount ပေးတယ်ပေါ့နော်20%ဆိုလို့ရှိရင်ကျွန်တော်တို့က Fight Draw ကို215လုံးနဲ့ပဲလှည့်ရလုံးအဲ့ချိန်ရောက်လို့ရှိရင်ဒါသားတို့ဒီမှာစုထားတဲ့မြာ Crystal Aura အကုန်လုံးသုံးပလားဒါတော့စုထားတဲ့ပမာဏအပေါ်မူတည်ပြီးတော့ Crystal ကလည်းရမယ်ကန်ကောင်းရင်ကန်ကောင်းသလို9လုံးကနေ10လုံး10လုံးကနေ15လုံးထိရမယ်ဘာမှပေါက်တဲ့ချိန်လည်းတော့ရှိပါတယ်ဒါပေမဲ့အဲ့ဒါတော့နည်းပါတယ်ပြန်မြအားဖြင့်တော့ကျွန်တော်က Fight Draw 5ချိန်လှည့်မယ်ဆိုလို့ရှိရင် Magic ကို9လုံးရတယ်အဲ့ဒီနီလန်လေးတိုင်းပဲကျွန်တော်တို့က discount ချတဲ့အချိန်ကိုစောင့်ပြီးတော့ဖောက်သွားမယ်ဆိုရင် Legend Skin တကောင်ကိုဈေးနည်းနည်းလေးနဲ့ဂုံးလို့ရပြီဖြစ်ပါတယ်အားလုံးပဲစင်ပြေကြပါစေကျွန်တော်ရဲ့ဗီဒီယိုလေးကအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ခုချိန်ဒီအားပေးနေတဲ့ brother တို့တယောက်ချင်းစီတိုင်းကိုကျွန်တော်ကျေးဇူးထူးတင်ရှိပါတယ်တကယ်လို့များနောက် upgrade မှာ Magic Short System တခုခုပြောင်းလဲသွားလို့ရှိရင်ကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ပုဒ်ထပ်လုပ်ပေးပါမယ်အခုဒီဗီဒီယိုထဲမှာနားမလည်တဲ့အချက်လေးတွေရှိရင် comment မှာရေးခဲ့ပါ
ကျွန်တော်တတ်နိုင်တဲ့လောက်ရှင်းပြပေးပါမယ် brother တို့ကိုတောင်းဆိုချင်တာလေးတစ်ခုတော့ရှိတယ်အဲ့ဒါကျွန်တော်နောက်ထပ်ဘယ်လိုမျိုး video တွေလုပ်ပေးရမလဲဆိုတော့ brother တို့ comment မှာတောင်းဆိုလို့ရပါတယ်ဒီ brother တို့သိချင်တဲ့အကြောင်းအရာလေးတွေကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့အားလုံးပဲနောက် video မှာပြန်တွေ့ကြတာပေါ့ have a nice day